ဒီတက်တော်ဟာသူခန္ဓာကိုယ်နဲ့ကွက်တီကြနေတဲ့အရေးခွန်အသိနဲ့အသားကြအောင်စူးစမ်းနေပါတယ်အလွန်ပဲတတိထားနေတဲ့ကြမှာခြေချောင်းလေးတွေနာကအရေးပြားကစတင်ကွဲအပ်သွားလာခဲ့တယ်ပျက်စီးသွားတဲ့အလွှားကိုပြုပြင်ဖို့အတွက်မြမြကစွမ်းအင်အသစ်တွေလိုအပ်နေပါတယ်အမျိုးသားတယောက်ကိုမြမြကမြှုပ်ဆွဲလိုက်ပါတယ်ရမတ်ဆန္ဒတွေကအဲ့ဒီလူရဲ့အသိရှိကိုဖုံးလွှမ်းသွားစေခဲ့တယ်အဲ့ဒီလူကသူ့အဝတ်စားတွေကိုကိုယ်တိုင်ဆွဲချိုလိုက်ပါတယ်မြမြကိုယ်တော်မထိရသေးခင်မှာပဲသူ့ရဲ့ခန္ဓာကိုယ်ကစတင်နစ်မြုပ်သွားပါတော့တယ်အစီတွေနဲ့ကြွသားတွေဟာမျက်မြင်မရတဲ့အင်အားတစ်ခုကိုဆွဲယူသွားတယ်လို့မျိုးခန်းချောက်သွားခဲ့တယ်အဲ့ဒီလူဟာအခွန်လွတ်ကြီးတစ်ခုလိုလဲကျသွားခဲ့တယ်နောက်တော့မြမြကလူတွေစားတော့တဲ့စားတော့ဆိုင်တစ်ဆိုင်တွေကိုဝင်သွားခဲ့တယ်မြမြက most cake တုံးကိုမားလိုက်ပါတယ်ဒါဟာလူတွေရဲ့အရာတာကိုအတုခိုးဖို့ထူးဆန်းတဲ့စူးစမ်းမှုတစ်ခုပါပဲမြမြကကိတ်မုတ်သေးသေးလေးတစ်ဖက်ကိုဖဲ့ပြီးသူမရဲ့နှုတ်ခမ်းနာကိုတိတ်လိုက်တယ်ဒါပေမဲ့ခန္ဓာကိုယ်ကအဲ့ဒီအစားအစာကိုလက်မခံခဲ့ပါဘူးလူတွေရဲ့အစားအစာတွေကဒီတက်တော်အတွက်တော့စိမ့်တက်နေစေပါပဲခန္ဓာမငြိမ်ဖြစ်လာပြီးဒေါသထွက်လာတဲ့မြမြကတော့အောက်ထဲကိုရှောက်သွားခဲ့တယ်မုတ်ဆိုးတောင်ကဒါကိုအခွင့်ကောင်းလို့မြင်ပြီးနောက်ကနေလိုက်သွားခဲ့တယ်ခဏတာလုံသွေးတက်ပုတ်နောက်မှာတော့မုတ်ဆိုးကမြမြကိုမြေကြီးပေါ်ဖိချလိုက်တယ်ရောက်တဲ့မုတ်ဆိုးဟာသူ့လက်ပေါ်မှာအကြီးအချွဲဒီပေးချန်နီလာကိုတတိထားသွားပါတယ်ကြီးမားတဲ့လူအရေးခွင်ကြီးတစ်ခုကမြမြရဲ့ခန္ဓာကိုယ်ပေါ်မှာတွဲလောင်းကျနေခဲ့တယ်အကြောက်တရားတွေကြီးစိုးသွားပြီးမုတ်ဆိုးလဲထွက်ပြေးပါတော့တယ်မြမြကစုပ်ပြဲသွားတဲ့သူမရဲ့အသွင်ယူထားတဲ့အရေးခွင်ကိုစိုက်ပြီးကြည့်နေခဲ့တယ်ဒါကိုပြန်ပြစ်လို့မရနိုင်တော့ပါဘူးမြမြကကြံနေတဲ့အရေးခွင်တွေကိုပါဆွဲခွာပြစ်လိုက်တယ်ပြီးတော့သူမရဲ့ကြောက်မက်ထွေကောင်းတဲ့ပင်ကိုပုံစံအမှန်ကိုဖော်ပြလိုက်တယ်အဲ့ဒီအချိန်မှာမုတ်ဆိုးကတက်စီပုံကိုယူပြီးမြမြရဲ့ခန္ဓာကိုယ်ပေါ်ကိုလောင်းချလိုက်တယ်မြမြဟာထိတ်လန့်တကြားနဲ့ထောက်ပြေးဖို့လှည့်လိုက်တယ်ဒါပေမဲ့မိညိထားတဲ့မိချစ်ဆန်လေးလေလေးကနေကျလာခဲ့တယ်ချက်ချင်းဆိုသလိုပဲမြမြရဲ့ခန္ဓာကိုယ်တစ်ခုလုံးမိတောင်တွေဟုန်ကနေတောက်လောင်သွားပါတော့တယ်မြမြဟာအရှက်လက်လက်မိလောင်ခံရရင်နဲ့ရိုက်နဲ့ရှေ့ကိုဆက်လာလျှောက်သွားပါတော့တယ်